ကျွန်တော်တို့ကဘာသိရလဲတခါလေဖယားတခင်ပြောတဲ့စကားတွေကတခါလေဖယားတခင်ကျွန်တော်တို့ကိုလှုပ်ခိုင်းတဲ့အရာတွေကကျွန်တော်တို့နားမလည်ပေမဲ့ကျွန်တော်တို့ဒါကိုမသိပေမဲ့ဒါဖယားတခင်ရဲ့သဘာဝဖယားတခင်ရဲ့ဖြစ်ချင်းတွေကနေပြောနေတယ်ဆိုတာယုံကြည်ပြီးတော့လုပ်ဖို့လိုတယ်။ကျမ်းစာထဲမှာဖယားတခင်အသုံးပြုလို့ဖယားတခင်ရဲ့သဘာဝအတိုင်းမြင်တဲ့ဖယားတခင်ရဲ့ God level ပေါ့နော် God nature တိုင်းမြင်တဲ့ prophet တွေရှိခဲ့တယ်။နံပါတ်1ကတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲ Elisha ပေါ့ Elisha ခေတ်မှာ Elisha ကဖယားအသုံးပြုတဲ့ prophet the chosen people ဖျားခင်ရွေးချယ်ထားတဲ့လူသူ့ရဲ့စကားတွေပြောဖို့သူခိုင်းတာတွေလုပ်ဖို့အဲ့ဒီမှာသူတို့နိုင်ငံကိုဂျူးတွေနိုင်ငံမှာနော်နိုင်ငံကိုရန်သူတွေကဝိုင်းနေတဲ့အချိန်မှာအကုန်ကြောက်ပြည်သူတွေလည်းကြောက်တယ်ဘရင်ရဲ့ movement တွေလည်းကြောက်တယ်ဒါပေမဲ့အေလိရှေကဖယားခင်ရဲ့ vision ဖယားရဲ့level ထဲကနေမြင်ခွင့်ရတဲ့အခါမှာသူကြောက်နေတဲ့ movement ကိုလည်းခေါ်တယ်မင်းဘာလို့တော့ကြောက်တာလဲသူ့ရဲ့မျက်လုံးဖွင့်ပြလိုက်ကြည်လိုက်ဆိုတော့သူမြို့ရဲ့တောင်ပပတဲ့အားလုံးမှာဖယားခင်ရဲ့ကောင်းတဲ့နမန်တွေမြင်းသက်တွေကဝင်းရံထားတယ်ဆိုတော့တွေ့ရဒါကဖယားခင်အသုံးပြုခဲ့တဲ့ဖယားရဲ့ nature တဘာဝအပိုင်းမြင်ခဲ့တဲ့လူဖြစ်တယ်ဒါမို့ဒီလောကမှာအသက်ရှင်တဲ့အခါမှာတော့ဖျားခင်အသုံးပြုလို့အခွင့်ပေးလို့ဖျားခင်တခါတလေမြင်ခိုင်းလို့မြင်လိုက်တဲ့လူတွေရှိတယ်ဒါပေမဲ့တကယ်ဖျားခင်ရဲ့သဘာဝဖျားခင်ရဲ့ nature ဖျားခင်ဖြစ်တည်မှုအတိုင်းလာနေထိုင်ပြီးတော့အသက်ရှင်တဲ့လူတယောက်ရှိတယ်သူကတော့ယေရှုခရစ်တော်ဖြစ်တယ်သူကဖျားခင် 100% နဲ့အတူလူစားကြီးလာခံတာဖြစ်တယ်ဒါမို့သူပြောတဲ့စကားတွေက God level God nature ဖြစ်တယ်။ကောင်းပြောက်သိနေတယ်လူတွေကငိုနေတော့ဘာလို့ဆိုအော်ဒီကလေးကပါလေအိတ်နေတာမသိဘူးစိတ်မပြည့်နဲ့ပြောလိုက်သူ့ရဲ့လူတွေကိုအတွဲလိုက်နော်နေအောင်တွားပြီးတော့စုသွားတောင်းခိုင်းတဲ့နတ်ဆိုးနှင်းထုတ်ခိုင်းတဲ့ကောင်းကင်နိုင်ငံအကြောင်းဟောပြောခိုင်းတဲ့ပြန်လာပြီးသူဟောပြောလို့ပြန်လာတော့ယေရှုကိုလာတက်တည်ခံအားတို့ဘယ်လိုလုပ်ခဲ့တာဒါပေမဲ့ယေရှုကဘာလို့ဆိုငါတွေ့တယ်တဲ့ကောင်းကင်နိုင်ငံနဲ့ကောင်းကင်နဲ့ကြာငါတွေ့တယ် God level နဲ့သွားနေတာယေရှုကသူပြောလိုက်တဲ့စကားတွေကလူတွေတော့ 100% နားမလည်နိုင်ဘာလို့သူက God nature နဲ့ပြောနေတာသူပြောတယ် Parisheria human nature သူက human nature တိုင်းပါဆိုလူရဲ့အကျင့်ပဲကြည့်တာဒါပေမဲ့ဖျားကခုနကနာဒီမင်းတို့ရဲ့အမြင်နဲ့မတူမင်းတို့ကလူတယောက်ကိုကြည့်ရင်မြင်ရတဲ့အရာလူရဲ့တဘာဝလူရဲ့မြင်ရတဲ့ပုံမှန်မြင်တဲ့နေရာမှာအခြေခံတာငါလူကိုကြည့်ရင်နှလုံးသားကိုကြည့်ရဆိုတော့ဖျားခင်ကပြောထားတာအဲဒါဝိဒ်ကိုရွေးတော့ကတော့ဖျားခင်ကဘာပြောလဲ prophet ကိုငါမင်းတို့နဲ့မတူဘူးငါနှလုံးသားကိုကြည့်အဲ့လိုပဲဖျားခင်ဖြစ်တဲ့ယေရှုခရစ်တော်ကလူစားဒီခံမဲ့ 100% God nature နဲ့အသက်ရှင်တဲ့ခါမှာ Parisheria သူပြောတာမင်းတို့ကတဲ့ထုံးတုတ်ထားတယ်ပါလေအုတ်ကိုရှူလို့ပဲတဲ့မကောင်းတဲ့သူများအိမ်ကမုတ်ဆိုးမတွေအားနည်းလူစားတော့ပါဇက်ကိုတုတ်ပြီးတော့အရန်တန့်တဲ့ပုံစံနေတဲ့ပုံစံမင်းတို့ညစ်ညူတာအတွင်းအားတဲ့ထုံးတုတ်ထားတဲ့အုတ်ကိုဖြစ်မှာအပြင်ကလာပေမဲ့အထဲမှာအယိုးစုတွေပုတ်နေတယ်တဲ့လူရဲ့မကောင်းတာအပြင်ကလာအသွေးနေလာတော့အပြင်ကိုထွက်တာ God nature နဲ့ကြားခင်ကပြောတာဒါပေမဲ့ကျွန်တော်တို့ကအဲ့အရာကိုကျွန်တော်တို့ကိုယ့်ရဲ့တဘာဝကိုမသိဘူးဗျာကျွန်တော်ပြောမယ်ဗျာဖျားကကျွန်တော်တို့နဲ့တေချာပေါ့မြင့်တယ်ဘာကြောင့်ကျွန်တော်တို့ကိုသူကဖန်ဆင်းထားတယ်ကျွန်တော်တို့ကအာရန်ရဲ့မာယမှုကြောင့်ကြာဆင်းပြီးတော့ဘာဖြစ်သွားလဲဆိုလို့ရှိတက်တာမှာဘာဖြစ်လဲအဲ့ဒါတက်သွားတယ်အမားကြီးတက်တယ်ဒါပေမဲ့ဒါသူအကောင်းဆုံးပြင်နိုင်တယ်အကောင်းဆုံးလို့ပဲဘာလို့ကျွန်တော်တို့ကိုဖန်ဆင်းထားတာလဲကျွန်တော်တို့တစ်ခုခုဖန်တီးထားပါတော့ကျွန်တော်တို့ကမိပညာဖန်တီးတဲ့လူတယောက်ဆိုရင်အဲ့မှာဖြစ်လာတဲ့အဲ့ဒါအကောင်းဆုံးဖြည့်ရှင်းပေးနိုင်တယ်ဘာလို့ကျွန်တော်တို့ထက်
မြင့်လို့ကျွန်တော်တို့ကိုဖန်ဆင်းတာဒါပေမဲ့ကျွန်တော်တို့ရဲ့သဘောတဘာဝမတူဘူးသဘာဝမတူတော့ဘာလို့ဘုရားသခင်ကို 100% နားလည်ဖို့ 100% သူလောက်ခိုင်းတာကိုတိမှလုပ်မယ်ဆိုတာကကျွန်တော်တို့ကမာယွန်းနေတယ်